expression လေးတွေစဉ်းစားကြည့်မယ်ပြောကြည့်မယ်เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်ပထမဆုံးတစ်ခုကကြတော့what happened ဒါဖြစ်တာလေเนาะအဲ့လိုကိုဖြစ်နေတာကိုကမေးတာပေါ့เนาะကိုရဲ့အဲ့လိုမျိုးတည်ကျင်စိတ်ပေါ့เนาะကိုကသွားပြီးတော့မှ concern ကိုဖော်ပြတာပေါ့ what happened ပြီးတော့ဗာလဲဆိုလို့ရှိရင် not really အဲ့ဒါကဗာလဲဆိုတော့အဲ့လိုတစ်ဖက်ကပြောလိုက်တာကိုပေါ့เนาะကိုတကယ်တမ်းကလက်မခံဘူးเนาะအဲ့လိုအမြင်မတူဒါပေမဲ့ငါတော့နင်းနဲ့အဲ့လိုမျိုး I totally disagree เนาะအဲ့လိုမျိုးပြောမဲ့အစားအမြင်မတူလို့ပြောမဲ့အစား not really เนาะအဲ့လိုတော့မဟုတ်ပါဘူးဆိုပြီးတော့မှပြောင်းလေးနဲ့ညင်းတာပေါ့เนาะနောက်တစ်ခုကဗာလဲဆိုလို့ရှိရင် I'm running late ဟာငါနောက်ကျနေပြီ I'm running late နောက်တစ်ခုကကြတော့don't mention it เนาะအဲ့လိုမျိုးthank you I'm sorry เนาะအဲ့လိုမျိုးကိုလာပြောတဲ့ချိန်မှာရပါတယ်ပြဿနာမရှိပါဘူးအဲ့လိုမျိုးပြောမနေပါနဲ့အဲ့လိုမျိုးပြောချင်တဲ့ချိန်မှာပြောတာဖြစ်တယ် don't mention it ဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ခုနကစကားနဲ့ခက်ဆင်ပေါ့เนาะ no problem เนาะပြဿနာမရှိပါဘူးအဲ့လိုမျိုးပြောလို့ရတယ်လို့ကိုလာပြီးတော့မှ sorry လို့ thanks လို့ပြောတဲ့ချိန်မှာပဲပေါ့เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် alright နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒါလေးကလွယ်ကူပါပဲပေါ့เนาะဘာလဲဆိုရှင် see you tomorrow เนาะမနေ့ပြန်တွေ့ကြမယ်ဟုတ်ပြီเนาะအဲ့တော့ဒီ expression စီးတွေကိုလည်းတစ်ချက်လောက်เนาะတေချာလေးလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပါအရန်လွယ်ပါတယ်မှတ်လို့လည်းလွယ်မယ်ထင်ပါတယ်เนาะ